မင်္ဂလာပါကျွန်တော်အောင်ကိုလက်ပါကျွန်တော်ရဲ့တိရှိပရိသတ်တွေနဲ့16နှစ်လုံးခွဲခွာခဲ့ရပါတယ်အဲ့ဒီ16နှစ်မှာကျွန်တော်ကတခြားအမှုပညာရပ်တွေနဲ့ပဲဘဝကိုရှောက်လန်းခဲ့ရပါတယ်ဒါပေမဲ့ဒီ statement တေးထုတ်လို့ရနေပြီးတော့ထုတ်လို့တဲ့ဒီ series လေးမှာကျွန်တော်ရဲ့နှစ်ပေါင်းများစွာကရေးဆက်ခဲ့တဲ့ကိုယ်ပိုင်တန်စင်ခေါင်းလောင်းလေးတွေမိနေပြီဆိုတဲ့ချင်းနဲ့ပြန်လဲဆိုပြီးတော့ဒီဆိုသွင်းရတဲ့အတွက်ဆောင်ရွက်နေတယ်သူလည်းကျေးဇူးတင်ပါတယ်ဗျာခေါင်းလောင်းလေးတွေမြည်နေပြီငါကလေးတွေလည်းတွေ့ဆိုပြီငါရည်စင်သာတုံးချက်တည်နေပြီနေတွေလည်းကြာနေပြီဒီဆောင်ညောင်လေးမြူပြီအခုတော့တည်ပြီတူကိုချက်တည်ခေါင်းလောင်းလေးတွေမြည်နေပြီငါကလေးတွေလည်းတွေ့ဆိုပြီနာရီစင်သာတုံးချက်တည်နေပြီနေလည်းချနေပြီဒီဆုံးမြောင်လေးမြူပြီအခုတော့တည်ပြီသူကိုချစ်တည်ဟိုနေ့ကသူညနာတွေ့လိုက်ရပြီကိုလေးတေးလူညောပါကွယ်ဆန်းစစ်ကြည့်မြည်အော်ချစ်တာပဲချစ်မြည်သူရဲ့အပြောင်းဟာရင်ကုန်ပြီးအတလုံးဒီအတိုင်းဖြစ်ချင်သည်ကျွန်တော်ချစ်စကားပြောဝင်ပေးပါအတီးအသေးမလေးဆိုရင်ဒီသူရဲ့ဦးမတွေ့ကြောက်ပြီးခုတော့တည်ပြီးသူကိုချစ်သည်ကိုလေးတေးလူညောပါကွယ်ခံစားရအဖြစ်ကိုစမ်းစစ်ကြည့်မြည်အော်ချစ်တာပဲဖြစ်မြည်သူရဲ့အပြုံးကရင်ကုန်ပြီးတလုံးဒီအတိုင်းချစ်ချင်ပြီးကျွန်တော်ချစ်ကားတော့ဝင်ပေးပါအတီးသူများဦးမတွေ့ကြောက်သည်ခုတော့တည်သူကိုချစ်သည်ခေါင်းလောင်းလေးတွေနေပြီခုတော့တည်သူကိုချစ်သည်ဒီမဲ့ရော